အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတတ်တဲ့အားလုံးမင်္ဂလာပါလက်ရှိကမ္ဘာအကောင်းဆုံးနီးပြတွေကတယောက်ဖြစ်တဲ့ Luis Enrique ကအခု Paris Saint-Germain အသင်းရဲ့စာချုပ်သစ်ကိုကမ်းလှမ်းမှုကိုပယ်ချလိုက်ပြီးတော့ဒါ challenge တစ်ခုလုပ်ချင်တယ်ဆိုပြီးတော့ပြင်သစ်နာမည်ကြီးလက်ခိသတင်းစာကဖော်ပြထားတယ် Luis Enrique ကအသက်55နှစ်ရှိပြီးဖက်ဂွာဒီယိုလိုပဲဒါ back to back ဖလား၃လုံးကိုအသင်း2သင်းနဲ့ယူနိုင်ခဲ့သူဖြစ်တယ်။ Guardiola က Manchester City နဲ့ Barcelona, Luis Enrique က Barcelona နဲ့ Paris Saint-Germain မှာ back to back ဖလား၃လုံးကိုသူတို့ရအောင်ယူထားခဲ့ပြီးတော့ဖလား6လုံးယူနိုင်တဲ့2ယောက်ဖြစ်ကြတယ်။ဆိုတော့ဒီနေရာမှာ Luis Enrique နဲ့ဒါသူ့ရဲ့ style of player တော့အားလုံးရှင်းတယ်။ attractive football, attacking football ဖြစ်မယ်။လူငယ်တွေကိုအခုနောက်ပိုင်းမှာပို့ပြီးသဘောကျပြီးတော့တကယ်ကိုdominate football ကိုကစားတဲ့နီးပြဖြစ်တယ်။စပိန်လေဝေးစီအသင်းကိုသူသွားကင်လိုက်တဲ့ကမ္ဘာဖလားပြိုင်ပွဲမတိုင်ခင်ယူရို2021မှာစပိန်ကဆီမီဖိုင်နယ်မှာချန်ပီယံဖြစ်တဲ့အီတလီကိုပယ်နတီဆုံးဖြတ်မှာရှုံးသွားတယ်။အဲ့အီတလီကပြိုင်ပွဲတစ်လျှောက်လုံးမှာသူတို့လုံးဝ dominate လုပ်ခံရပြီးဒါဘယ်လိုပြောမလဲခက်ခက်ခဲခဲကစားခဲ့ရတာက Luis Enrique ရဲ့ Spain ပဲ။ Now Spain ကို National Final ပို့ပေးတယ်။ Now ကမ္ဘာဖလားပြိုင်ပွဲကတော့သူထွက်ခဲ့ရပေမဲ့ဒါအခုလက်ရှိမှာParis Saint-Germain အသင်းကို2023မှာတာဝန်ယူတယ်။အဲ့တုန်းက Cristobal Guilty ရဲ့နေရာမှာအစားထိုးပြီးတော့သူ2နှစ်စာချုပ်ချုပ်တယ်။ဆိုတော့သူ2025ထိဒါဘယ်လိုပြောမလဲဒါ2နှစ်စာချုပ်နဲ့ contract လုပ်တယ်။ပထမ season မှာတင် domestic treble ရတယ်။ဆိုတော့ domestic treble ဆိုတာကဖက် Guardiola Manchester City မှာရတဲ့2019တုန်းကပုံစံတိုင်း domestic treble ရတယ်။ Champions League semi final တက်ပြီးတော့ဒုတိယရာသီမှာ Champions League ဖလားကိုပါသိမ်းပိုက်ပြီးတော့ဖလား9လုံးရနိုင်မှာကို6လုံးထိရအောင်ယူပေးခဲ့တယ်ဆိုတော့ Luis Enrique ကအခုသူ့နဲ့ကြား Paris Saint-Germain ရဲ့ contract ပေါ့လေသူ့ရဲ့ contract ကနောက်ဆုံးနှစ်ကိုရောက်ပြီးဒါအခုလောလောဆယ်နေထားရ Luis Enrique က PSG အသင်းရဲ့ gigantic contract လို့ခေါ်တဲ့နှစ်ပေါင်း2050ကျော်ထိရှိမဲ့လာ long term contract ကို PSG contract ကိုသူပယ်ချလိုက်တယ်ပယ်ချပြီးတော့သူက challenge တစ်ခုကိုလုပ်ချင်လို့ဆိုပြီးတော့အခုလောလောဆယ်မှာ PSG နဲ့သူ့ရဲ့ chapter ကိုဒီယာတီမှာတော့အဆုံးသတ်နိုင်တယ်လို့သုံးသပ်နေကြတယ်ဆိုတော့ Luis Enrique ရဲ့ contract ကဒီနေ့ယာတီမှာနောက်ဆုံးပဲဆိုတော့ဒီနေ့ယာတီမှာနောက်ဆုံးသူ့ကိုတစ်နှစ်ကိုလောက်ခလာစာ12တန်းပေးရတယ်ယူရို12တန်းဒါပေမဲ့ဗျာသူ PSG ကိုကိုင်တဲ့2နှစ်မှာတစ်နှစ်က Champions League semi final တက်တယ်တစ်နှစ်က Champions League မှာ champion ဖြစ်တယ် final မှာ Inter Milan အသင်းကို9ဂိုးပြတ်အနိုင်ရခဲ့ပြီးတော့တကယ် dominate performance နဲ့ Champions League မှာ champion ဖြစ်ခဲ့တာဒီလိုနီးပြတယောက်ရာသီကုန်မှာတကယ်လို့များတက်တမ်းမတိုးပဲလမ်းခွဲသွားပြီဆိုရင်ဒါအခုလောလောဆယ်အနေထားရလုံးဝကို interesting ပဲနီးပြတဲ့လိုချင်နေတဲ့သူ့ရဲ့ basic salary ကတစ်နှစ်ကို12တန်းခံစား권ပါညာအားလုံး bonus တွေပေါင်းရင်တစ်နှစ်ကို15တန်းထိရှိတယ်ဆိုတော့ Luis Enrique ရဲ့လက်ရှိ contract ကနောက်ဆုံး contract က2026နွေရာသီမှာတက်တန်းကုန်မယ်26နွေရာသီမှာတက်တန်းကိုပဲသူက23မှာသူစရောက်လာတယ်ပြီးတော့အပိုတစ်နှစ်ထပ်တိုးခွင့်နဲ့သူ25ထိရှိမယ်ဆိုတော့သူရဲ့ contract ရ2026မှာစာချုပ်တက်တန်းကုန်မဲ့အချိန်မှာ Luis Enrique က challenge တစ်ကိုလုပ်မယ်ဆိုတဲ့အချိန်မှာဒါအမှန်တိုင်းပြောရင်ဘယ်လိုပြောမလဲဆိုတော့ Manchester United တို့လိုနီးပြလိုတဲ့အသင်းတွေတခြားထိပ်တန်းနီးပြတွေ maybe သူ national team ကိုသွားမလားတကယ် interesting တော့ Luis Enrique လိုနီးပြအခုတော့မှတော့ Liverpool ကတက်ကြားတယ်ဘာကြားလဲဆိုတော့ Arne Slot နဲ့ Richard Hughes တို့အကွဲအပြဲလေးတွေအတန်ကြားတယ်တင်းမာမှုလေးတွေရှိတယ်လီဗာပူးက Arne Slot နဲ့ Richard Hughes ဆိုအားကစားဒရိုက်တာတို့ကြားမှာတင်းမာမှုလေးတွေရှိတယ်ထုတ်မယ်မထုတ်မယ်ပြောတာမဟုတ်ဘူးတင်းမာမှုလေးတွေရှိတယ် Manchester United ကအခုဒီလက်ရှိမှာ Ruben Amorim ကိုထုတ်ပြီးတော့probably Odila Solskjaer နဲ့ယာတီကုန်ထိသွားမယ်ယာတီကုန်မှထိတ်တန်းနီးပြတယောက်ကိုခေါ်မယ်ဒါမှမဟုတ်ရှင်တယောက်ကိုခေါ်မယ်ဆိုတော့ Man United အနေနဲ့ Luis Enrique ကိုလိုက်တဲ့လူငယ်တွေကိုသဘောကျတယ်သူကတကယ် world class manager ဖြစ်တဲ့ကြောင့်တေးကြတယ်ပြ United ကိုသူ3နှစ်လောက်အချိန်ယူရင်တော်တော်ကောင်းတဲ့အသင်းတစ်သင်းဖြစ်သွားမှာဒါပေမဲ့ question ကသူ United ကိုကင်ကျင်ပါမလားအခုလောလောဆယ်မှာ Luis Enrique က Paris Saint-Germain ကကန်လန်နဲ့စာချုပ်အကြီးကိုပယ်ချပြီးတော့ challenge တစ်ခုကိုနွေရာသီမှာလှုပ်ဆောင်ဖို့အတွက်သူ့ဘက်ကစဉ်းစားလျက်ရှိတယ်လို့ဖော်ပြထားတယ်တကယ်လို့ Luis Enrique အသင်းနဲ့လမ်းခွဲမယ်ဆိုဖြစ်နိုင်ခြေရှိပြီးတော့သွားနိုင်ခြေရှိတဲ့အသင်းပဲအသင်းရှိတယ် maybe ဖက် Guardiola ရဲ့ Manchester City နဲ့ဖြစ်နိုင်တယ်
Guardiola အထွက် Luis Enrique အဝင်လည်းဖြစ်နိုင်တယ် Man United ပုတ်ပဲနော် Guardiola ကရာသီကုန်မှာထွက်သွားလို့ Luis Enrique ဘုံဆိုပြီးကောက်ဝင်သွားရင်အားလုံးနှစ်ချက်ကွက်မိအောင်ပါဒါအခုလောလောဆယ်မှာ Luis Enrique ကတကယ်ကို interesting story ဖြစ်နေပြီးတော့စာချုပ်တက်တမ်းမတိုးပဲကလပ်ကထွက်ဖို့ပြင်ဆင်တယ်လို့ပေါ်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်